ကျွန်တော်တို့ရှိရတွန်းရံတပ်ဖွဲ့ကောင်းဆောင်အနေနဲ့ကျွန်တော်ပုံမှန်ပြောချင်တာကကျွန်တော်တို့ရှိရတွန်းရံတပ်ဖွဲ့ဒီကျွန်တော်တို့CNF စီဦးဆောင်မှုအောက်မှာနေတဲ့ချီလန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တပ်ဖွဲ့ဖြစ်တယ်ပြီးတော့တွန်းရံမြို့နယ်ကောင်စီကနေတဆင့်ချင်းလင်းကောင်စီကိုတာဝန်ယူတဲ့တာဝန်ခံတဲ့တွန်းရံမြို့နယ်ကောင်စီဥက္ကဋ္ဌလည်းဖြစ်တယ်ဆိုတော့ဒီကနေ့ဖြစ်ပြနေတဲ့ကျွန်တော်တို့စီရတွန်းရံတပ်ဖွဲ့တွန်းရံမြို့နယ်မှာဖြစ်ပြနေတဲ့အားလုံးကိုအများပြည်သူသိရှိအောင်နည်းနည်းပါးရှင်းပြချင်တယ်တွန်းရံမြို့နယ်ဒီကုတိလီဇိုမီဆိုတဲ့ရက်လူရဲ့ပိုက်ဆိုင်တဲ့မြို့နယ်မဟုတ်ခဲ့ဘူးတွန်းရံမြို့နယ်ဒီပူဖွားစင်စစ်ကလေးကချင်းလူမျိုးကနေတဆင့်ချင်းလူမျိုးဖြစ်တဲ့ဇုံမျိုးနယ်စုဝင်တွေထာတော်မျိုးနယ်စုဝင်တွေဂွိတဲမျိုးနယ်စုဝင်တွေဆိုင်ရန်တေယန်ခနိုးဆိုတဲ့မျိုးနယ်စုဝင်တွေရဲ့အားလုံးပိုက်ဆိုင်တဲ့တွန်းရံမြို့နယ်ဖြစ်တယ်ပြောချင်တာကချင်းပြည်နယ်တွန်းရံမြို့နယ်ဖြစ်တယ်ဆိုတော့ချင်းပြည်နယ်နဲ့သက်ဆိုင်တယ်ချင်းပြည်နယ်အစိုးရချင်းပြည်ချင်းလန်းကောင်စီအစိုးရနဲ့တွန်းရံမြို့နယ်ဒီသက်ဆိုင်တယ်ပြီးတော့တွန်းရံမြို့နယ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့အတွက်ကြောင့်တွန်းရံမြို့နယ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့တာဝန်ခံရှိရတွန်းရံမြို့နယ် CDF တွန်းရံကစစ်ကြီးကိုတာဝန်ယူရတယ်ဆိုတော့ကျွန်တော်တို့တွန်းရံမြို့နယ်ကိုချင်းလန်းကောင်စီကကွယ်ရေးဝန်ကြီးအောက်မှာရှိတဲ့ CNA အပါအဝင်ပေါ့နော် CDF တပ်ပေါင်းစုက2024မေလမှာမြို့တင်တိုက်ပွဲဆင်နွှဲပြီးတော့3ရက်တိရုံးနဲ့ဘုံကျတဲ့3ရက်ပြီးမြို့နေ့မှာကျွန်တော်တို့မိပြန်စစ်စံကြီးဆင်နွှဲတယ်ချီလျံစစ်စံကြီးဆင်နွှဲတာပေါ့နော်9ရက်တိတိုက်ထုတ်တဲ့အချိန်မှာတွန်းရံမြို့နယ်တမြို့နယ်လုံးကိုစစ်ကောင်စီလက်ထက်ကနေအရယူနိုင်ခဲ့တယ်တွန်းရံမြို့နယ်ဒီစီရီဘတွန်းရံတပ်ဖွဲ့ရဲ့စစ်ရေးလှုပ်ရှားနယ်မြေဖြစ်တယ်ကျွန်တော်တို့CNF စစ်ရေးဥဆောင်မှုအောက်မှာနေပြီးတော့ CNF ရဲ့ဥဆောင်မှုအောက်မှာရှိတဲ့ချင်းလန်းကာကွယ်ရေးချင်းပြည်ချင်းလန်းအစိုးရတပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်တစိတ်တပိုင်းလည်းဖြစ်တယ်ကျွန်တော်စီရီဘတွန်းရံကိုအဲ့တော့ကြောင့်ဇက်အလေတွေကမနာလူပြီးတော့ကျွန်တော်တို့ကိုလာတိုက်ခြင်းဖြစ်တယ်ကျွန်တော်တို့တွန်းရံမြို့နယ်ကောင်စီအနေနဲ့တွန်းရံမြို့နယ်တစ်ခုလုံးကိုအုပ်ချုပ်ရေးဖော်ဆောင်တဲ့အခါကျတော့ရက်တာလဲဇုံမီကိုတိလေးတွေကမနာလူဖြစ်နေတယ်မနာလူဖြစ်နေတော့သူတို့ကကြီးညာလာတယ်တွန်းရံမြို့ကိုပြန်သိမ်းမယ်ဆိုပြီးတော့ကြီးညာလာကြတယ်ကြီးညာလာတဲ့အတိုင်း2024နိုဝင်ဘာလမှာတွန်းရံတိုက်ဖို့ကြခါနေဆင်းလာကြတယ်ကျွန်တော်တို့တရင်ဇာထားလို့သူတို့ကမော်ကွဲမှာစခန်းချပြီးတော့ကြခါနေမော်ကွဲရမှာစခန်းချလာတယ်မော်ကွဲရနေတွန်းရံတိုက်မယ်တိတ်မယ်ဆိုပြီးတော့ဆင်းလာကြတယ်နာယံဇွာနေခုနမိုင်ဝေးတဲ့နေရာနာယံနဲ့မော်ကွဲဆိုရင်ခုနမိုင်ပဲဝေးတယ်နာယံနဲ့တွန်းရံဆိုရင်ခုနမိုင်ပဲဝေးတယ်တွန်းရံကနေပြောမယ်ဆိုရင်14မိုင်ဝေးတဲ့နေရာမှာရက်ကလည်းတွေရောက်လာပြီးတရင်ကြားတယ်အဲ့ဒါနဲ့တရင်ကြားချင်းကျွန်တော်တို့စီရက်တွန်းရံတပ်ဖွဲ့နဲ့
တွန်းရမြို့ပေါ်မှာစခန်းချနေထိုင်တဲ့စီရီဖက်တွန်းရတပ်ဖွဲ့နဲ့ CNA တပ်မတော်ကပူးပေါင်းပြီးတော့မော်ကွဲရွာမှာရှိတဲ့စစ်သားလေတပ်ဖွဲ့ကိုတွားပြီးတော့တွားတိုက်ခိုက်တဲ့အချိန်မှာတွားတိုက်ခိုက်တယ်အဲ့ဒီနေရာမှာကျွန်တော်တို့စီရီဖက်တွန်းရတပ်ဖွဲ့ဝင်ဇေဘောမွန်ဝိတ်ကြဆုံးတယ်ဇက်ဒါလည်းဘက်ကအတိအကျဆက်တယောက်ကြဆုံးပြီးတော့အမြပြတာညာရရှိတယ်အဲ့ဒါနဲ့ဇက်ဒါလည်းတွေကမချင်တ်တိဘူး2025 FIFA လာမှာတချင်တွန်းရံကိုတိုက်ဖို့တွေးခင်ရောထက်နားလေးစံပြီးမှာစခန်းချပြီးတော့ကျွန်တော်တို့ကမော်ကွိုက်တိုက်တဲ့အခါမော်ကွိုက်မှာကျွန်တော်စီရတွန်းရံနဲ့ CNA တပ်ဖွဲ့ကနေရာယူစခန်းချထားပြီးပြီအဲ့ချက်မှာဇက်တာလေတွေကတွေးခင်ရောအထက်ဇံပီလန်ကွဲချခါနဲ့ဇံပီလန်ကွဲမှာစခန်းချပြီးတော့တွန်းရံတိုက်ဖို့ပြန်ဆင်းလာတယ်အဲ့ဒါနဲ့ကျွန်တော်တို့ကမော်ကွိုက်ကနေတွားပြီးတော့ချစ်ကျူတိုက်ခိုက်တယ်အဲ့ချက်မှာအဲ့နေရာမှာကျွန်တော်တို့စီရတွန်းရံတပ်ဖွဲ့က3ယောက်ကြဆုံးရှာတယ်ကပ်နိုခေါ်ဟောက်နို3ယောက်ကြဆုံးပြီးတော့ရှင်နယ်ရဲဘော်1ယောက်ကြဆုံးတယ်အဲ့ဒါနဲ့ဇက်လာလေဖက်မှာတော့အများကြီးကြဆုံးတယ်လို့ကြားတယ်ဒါပေမဲ့အဲ့ဒါတိကျတော့ဦးကြီးတော့မတိတော့ဘူးနော်ကျွန်တော်အဲ့ဒါနဲ့ဇက်လာလေတွေကမချင်တ်သေးဘူးတွန်းရံတင်းဖို့ဒီတခါနောက်ဆုံးမှာ2025 ဧပြီလ3ရက်နေ့မှာမော်ကွဲဂျိုကိုတခါတည်းနဲ့စီဘလာဝန်စီတယ်မော်ကွဲမှာဆိုရင်ကျွန်တော်စီရတွန်းရံတပ်ဖွဲ့ CDF ထာတော်တပ်ဖွဲ့ CDF မဟုတ်ဘူး CNA တပ်ဖွဲ့တုံးဖွဲ့ကမော်ကွဲမှာစခန်းချနေထိုင်တယ်တပ်ခွဲတခွဲစာပေါ့နော်တပ်ခွဲတခွဲစာစခန်းချနေထိုင်တဲ့အချိန်မှာဘူလူအနာမမြအောင်ဇက်တာလေဝန်စီပြီးတော့ဝန်တိုက်တယ်နားရောင်နဲ့မော်ကွဲအကြမ်းမှာအမ်ဘူထိုင်တယ်ကျွန်တော်စီရတွန်းရံတပ်ဖွဲ့6ယောက်က အမ်ဘူမီလို့3ယောက်က4ယောက်ကြဆုံးသွားတယ်အဲ့နေရာမှာစီရထတော်တပ်ဖွဲ့မော်ကွဲတိုက်ပွဲမှာစီရထတော်တပ်ဖွဲ့4ယောက်ကဖမ်းခံတယ်ကျွန်တော်စီနဲ့တပ်ဖွဲ့1ယောက်နဲ့စီရတွန်းရံတပ်ဖွဲ့1ယောက်2ယောက်ကဒဏ်ရာရရှိတယ်ပြီးတော့အဲ့ဒီမှာအပလာ3ရက်နေ့မနေ့10နာရီလောက်မှာတွန်းရံကိုမနေ့9နာရီမှာမော်ကွဲကိုတိုက်ကြတယ်10နာရီမှာကျွန်တော်တို့တွန်းရံကို NR အလုံးရနဲ့အယောက်400နဲ့400ကျော်ပေါ့နော်မော်ကွဲမှာအယောက်60ခန့်မော်ကွဲဘုံမော်လာနီဆက်လာပြီးတော့နားရောင်ကျော်မှာအယောက်60ခန့်ပြီးတော့တွန်းရံကိုအယောက်20ကျော်ကဝန်စီးတယ်တွန်းရံစခန်းမှာဆိုရင်ကျွန်တော်တို့ကအဲ့ချိန်မှာစီရတွန်းရံတပ်ဖွဲ့နဲ့CNA တပ်ဖွဲ့နဲ့ဖွဲ့ရစခန်းချနေထိုင်တယ်ဆိုတော့သူတို့ကလာတိုက်တဲ့အချိန်မှာကျွန်တော်တို့ဖျားတခင်ရဲ့ကြီးဦးတော်ကြောင့်ပေါ့နာယီဝက်လောက်ကိုကျွန်တော်တို့ကအခွင့်ရေးရတယ်မိကျွန်တော်တို့တော်လေတဲ့အဖွဲကဇက်တာလေတွေတွန်းရံမြို့နာရောက်လာပြီးကတ်လာပြီးလို့တရင်အတိကျပြောလာတဲ့အခါကျတော့ကျွန်တော်က CNA ကိုအကြောင်းကြား CNA တပ်မှုကိုအကြောင်းကြားပြီးတော့ CNA တပ်မှုနဲ့ကျွန်တော်စီရတွန်းရံတပ်ဖွဲ့ကအချင်းမီနေရာယူထားလို့တာဝတိုင်နာတဝဲနဲ့မိတပ်ကုန်းတဝဲမှာကျွန်တော်တို့အချင်းမီနေရာယူထားလို့တွန်းရံကိုအပါမခံတာအဲ့ဒါနဲ့ကျွန်တော်တို့စီရတွန်းရံတပ်ဖွဲ့နဲ့ CNA တပ်ဖွဲ့ကရွတ်ချွန်ခုခံတိုက်ခိုက်မှုကြောင့်ဇက်တာလေတွေကမစုမလာပဲနဲ့ရှစ်ဆုံးသွားတယ်ကျွန်တော်ရုံးเสียကျွန်တော်အကိုချစ်ဆုံးရဲ့ရုံးเสีย
သူကရုံးကြိုက်တယ်ဆိုတော့ဇစ်တာလည်းအလောင်းတွေအများကြီးတွေ့ထားတယ်ဆိုတော့တောင်လူပုံတဲ့အဖေပြောတဲ့ခါကျတော့ကျွန်တော်ကလည်းစိတ်မကောင်းဘူးပေါ့နော်တွန်းយ៉ាងတင်ဖို့လာတဲ့အဖေကတော့တောင်လူပုံတယ်ဆိုတော့စိတ်တော့မကောင်းဘူးပေါ့စိတ်မကောင်းဘူးဆိုတာဟိုပြောချင်တာကတမျိုးပေါ့နော်ဇစ်တာလည်းတွေဟိုတိတ်လို့စိတ်မကောင်းတာမဟုတ်ဘူးကျွန်တော်တို့အချင်းချင်းဒီလိုဘာဖြစ်လို့ဒီလောက်တိုက်ကြတယ်လဲဇစ်တာလည်းပြောဘာဖြစ်လို့ကျွန်တော်တို့တွန်းយ៉ាងကိုလာတိုက်ကြတယ်လဲဘာဖြစ်လို့ဒီလောက်တိတ်ပေးတယ်လဲပေါ့နော်အဲ့ဒါပါဟိုသူတို့ပိုက်ဆိုင်တဲ့မြို့လည်းမဟုတ်ဆိုတော့ဘာဖြစ်လို့ဒီလောက်ကြီးစကားစားရဲ့တွေးထူးမှုကြောင့်စကားစားရဲ့လောက်မှာနေချင်လုံးလို့တွန်းយ៉ាងမြို့နယ်ပိုက်ဆိုင်လုံးလို့တွန်းយ៉ាងကိုလာတိုက်တဲ့အတွက်ကြောင့်သူတို့ကမဆုမလကြဆုံးသွားတယ်ပြီးတော့အဲ့ဒါနဲ့သူတို့မတင်တယ်ဘူးအဲ့ဒါနဲ့မကြည်နပ်လို့ရှက်လွန်းလို့လားမသိဘူးကျွန်တော်ကြားတော့90နဲ့100အကြားမှာတည်တယ်တချို့ပြောတာ90တယောက်ကြဆုံးတယ်တချို့ပြောတာ100နဲ့1ယောက်ကြဆုံးတယ်တဲ့မော်ကွိုက်တာတွေပြောပြချက်ရတော့သူတို့ရောမှာဖြတ်တန်းလာတာလုံးဝအလုံးတဲတဲ့ကားတစီဒန်ရာဇလို့လူနာတန်ကားတစီအဲ့လိုဖြတ်တန်းလာတယ်တဲ့ဆိုတော့ကျွန်တော်ကတော့ဇုံသွားတယ်အဲ့ဒါတော့ဘာဖြစ်ဟိုကိုမြန်ကျွန်တော်တားကလည်းမြန်ရုံးနဲ့တွေ့တယ်ဆိုတော့အဲ့ဒါကြောင့်စစ်တာလည်းတွေကစစ်ကြီးဆုံးတဲ့လို့အကြဆုံးတာများလို့နားရောင်ကြီးကျော်ကိုမီးဝင်စုတယ်ပြီးတော့သူတို့ဟိုဘုံမော်ဇောကိုလည်းမီးဝင်စုတယ်ဘုံမော်ဇောနဲ့နားရောင်ဆိုကျွန်တော်ဇုံမျိုးနွယ်စုတွေနေထိုင်တဲ့ကြီးကျော်ဖြစ်တယ်ချင်းလန်းကောင်စီတွန်းကြမျိုးနဲ့ကောင်စီနဲ့ချင်းလန်းကောင်စီကိုထောက်ခံအားပေးတော့ကြီးကျော်တွေဖြစ်တယ်အဲ့ဒါကြောင့်ဟိုသူတို့ကမီးစုချင်းဖြစ်တယ်လို့ကျွန်တော်ယူဆတာပေါ့နော်နားရောင်ကြီးကျော်ဆိုရင်ကျွန်တော်ဇုံမိုးမုံဥထဆွမုံရဲ့မွေးစာတိဖြစ်တယ်အရင်ကနားရောင်ကြီးကျော်ဆိုရင်လုံတရောကနေတောင်ရနေနဲ့လဲရနေနဲ့တောင်ရခုတ်တာပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာလူဦးရေများလာတဲ့အခါကျတော့ကြီးကျော်အနေနဲ့ထူထောင်ပြီးတော့နားရောင်ကြီးကျော်ဖြစ်သွားတာနားရောင်ကြီးကျော်ဆိုရင်လုံတသားတွေကြီးပါပဲလုံတရောသားတွေပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းလုံတရောသားဖြစ်တယ်ဒါပေမဲ့နားရောင်မွေးစာတိဖြစ်တယ်ကျွန်တော်ကအဲ့ဒါကြောင့်ဟိုဇက်တာလေတွေကအကြဆုံးများလို့လားကျွန်တော်ဘွေးစာတိမဟုတ်လို့လားမသိဘူးနားရောင်ကြီးကျော်ကိုမိဝင်စုတယ်ပြီးတော့ဘုံမော်ကြီးကျော်ကိုလည်းမိဝင်စုတယ်အဲ့ဒါကြောင့်ဒီမှာကျွန်တော်တို့နားရောင်ကျော်အကြီးဆုံးကျွန်တော်ရဲ့အကိုကြီးဦးခမ်စွန်းပေါဖြစ်တဲ့သူ့ကိုဇက်လာလေတွေကနားရောင်မိစုတဲ့အချိန်မှာဟိုသူ့ကိုထမ်းသွားပြီးတော့ဒီဆောင်ချောင်းနာမှာထားပြီးတော့သူ့ကိုပါမိစုသွားတယ်သူ့အတန်လေးကိုခဏလောက်နားထောင်ရအောင်ဗမာလူပြောပါဦးပါရနော်ဇက်လာလေတွေမိစုတဲ့အကြောင်းတစ်ချက်လောက်ပြောပြပါဗမာလူဟုတ်ဇက်လာလေတွေကကျွန်တော်ဘယ်မှသွားလို့မရတော့အင်းထဲမှာငုတ်တော့နေတဲ့အချိန်မှာမိစုဟာနီးကျွန်တော်ကိုခေါ်ပြီးတော့သူအလားရှိလားဆရာတော်မတည်ဘူးသူပဲနေသူတပိနေရောက်ကိုခေါ်ပြီးတော့ဒီအဖိုးကိုထုံးနေထဲမှာသွားထားဆိုတော့ခိုင်းတယ်ကျွန်တော်ဘယ်မှမသွားပါဘူးဘယ်ကတော့မနောက်ကျွန်တော်ဒီအိမ်မှာပဲနေမယ်ဆိုတာကိုဘုဒ္ဓနာတဲ့သွားခန်းသွားဆိုပြီးတော့သူတပိနေရောကျွန်တော်မှာပြီးတော့ခန်းပြီးတော့အဲ့ဒီသီးဆောင်လည်းအစိတ်မှာကျွန်တော်ထားတယ်ထားပြီးတာနဲ့တပည့်နဲ့ကျွန်တော်တွေအထက်အိမ်နာနေကျွန်တော်5 ယောက်လာပြီးတော့ရှင်းလာတယ်ရှင်းလာပြီးတော့ကျွန်တော်တို့အောက်ပိုက်ကျော်ပေါ့ပြောဒီအင်ကြီးပေါ့အဲ့ဒါစမိစုခါညာတယ်နောက်ပြီးတော့တပြည့်တစားနဲ့အားလုံးစုသွားတာပါပဲကျွန်တော်ချောင်းထဲမှာပဲအကြည့်တော့ထဲမှာဟိုခိုင်းနေတာပေါ့အဲ့ဒါပါနော်အဲ့လိုဇက်တာလေတွေကအဲ့လိုဟိုအဖိုးကြီးကိုဟိုတော့တနာသွားတယ်ဒါပေမဲ့အင်ကိုမိစုတယ်အဲ့ဒါကိုဘယ်လိုပြောမဆိုဟိုအဲ့ထဲမှာပြုတ်ချင်တာကဟိုဇက်တာလေကောင်းဆောင်ထဲမှာဒီအဖိုးကြီးကမိလွန်းဆွေမျိုးစုဖြစ်တယ်ဇက်တာလေကောင်းဆောင်ထဲမှာမိလွန်းဆွေမျိုးစုဆိုတဲ့လူကစ်လျန်တောင်ပါတယ်သူကတနာလို့ဒီအဖိုးကြီးကို
ချောင်းမှာဟိုဘာလဲမခိုက်ပြီးတော့ချောင်းမှာနေခိုက်ပြီးတော့အင်းကိုအကုန်လုံးမေးစုသွားတယ်ပြီးတော့သူတို့ကအဲ့ဒါနဲ့မချင်သေးဘူးဟိုမော်ကိုင်ကနေတဆင့်မော်ကိုင်ဇော်နဲ့ဆိုရင်ဘုံမော်ဇော်နီးနေလေပဲအဲ့ဒါနဲ့သူတို့ဘုံမော်ဇော်တူဘုံမော်ဇော်တားတွေကိုအမင်းပြီးတော့ဟိုဘုံမော်ဇော်ကိုနီးစုပလိုက်တယ်အဲ့ဒါအများပြည်သူတိအောင်ဒီလောက်လေးပဲရှင်းပြပါရစီအလုံးကျူးတန်ပါပဲအလုံးကျူးတန်ပါတယ်မိဆရာရှိရင်လည်းထပ်မေးလို့ရပါတယ်လို့